ရွှေရောင်းဝယ်လုပ်နေတဲ့ရွှေကုန်သည်ကြီးတွေနဲ့အတူတူเนาะ trader တွေအားလုံးဒါဒီနေ့ညမှာအရေးကြီးရဲ့ high impact ပေါ့เนาะသတင်းတွေထွက်ဖို့ရှိပါတယ်ဈေးကွက်ကိုလှုပ်ခတ်မှုရှိစေမဲ့ high impact သတင်းတွေရှိပါတယ်ပေါ့เนาะဆိုတော့အဲ့ဒီသတင်းကတော့ဒီနေ့တောက်လျှောက်မြန်မာစံတော်ချိန်6:45ရာနေထွက်မှာပါအဲ့တော့ဘာသတင်းတွေလဲဆိုတော့ကြည့်ရအောင်ဗျမြန်မာစံတော်ချိန်6:45မှာက US နိုင်ငံ ADB Non-Farm Environment Change ဇူလိုင်လအတွက်ထွက်နေပေါ့နော်ဆိုတော့သူ့ရဲ့ previous က68သူ focus က68တော်လေးကိုဒါခံမှန်းချက်ကတော့လုံးဝ bearish ဘိုင်းမှာဖြစ်နေ actual ထွက်လာတဲ့အချိန်မှာ focus ထက်များသွားမလား focus ထက်နည်းသွားမလားပုံမှာမူတည်ပြီးတော့ဈေးကွက်အတက်ကြဖြစ်မယ်ပေါ့နော်ဘာဝဒီကအတိုင်းတာလေးဆိုရင် US နိုင်ငံမှာဒီပုဂ္ဂလိကကဏ္ဍ private sector အလုပ်ကိုင်တိုးတက်မှုတွေကိုတိုင်းတာတာပါဆိုတော့သူ့ရဲ့ previous ထက်เนาะအခုလက်ရှိ focus မှာယွန်နေပြီးတော့ခံမှန်းထားတာကိုတွေ့ရတယ်အဲ့တော့တကယ်ထွက်လာတဲ့အချိန်မှာအခုဒီ focus ထက်ပို့ပြီးတော့နည်းသွားမယ်ဆိုရင် USD က weak ဖြစ်မယ်ရွှေက bull ဖြစ်သွားမယ်အကယ်လို့များသွားမယ်ဆိုရင် USD က bull ဖြစ်ပြီးရွှေက bearish ပြန်ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့သတင်းချိန်မှာကြည့်ရမယ်နောက်တစ်ခုကတော့ဒါ8:15မှာထွက်မယ်ပေါ့နော်အဲ့8:15မှာ S&P Global Service PMI ဇွန်လလအတွက်ထွက်မယ်ဆိုတော့သူ့ရဲ့ previous က 51.2 focus ကတော့ 53.6 ကောင်းမွန်တဲ့ဘက်ကိုခံမှန်းထားတယ်ပေါ့နော်ဆိုတော့ဒီ S&P Global Service PMI ကကြတော့သူက US စီးပွားရေးရဲ့80%ကျော်ဖြစ်တယ်ဝန်ဆောင်မှုဂါဏရဲ့အပိုင်းကိုတိုးတက်လာဆုတ်ယုတ်သွားလာဒီဘိုင်းကိုတိုင်းတာဖော်ပြရတဲ့သတင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီထွက်လာမဲ့သတင်းကဒီ focus 53.6နဲ့တူနေမယ်ဒါမှမဟုတ်သူ့ထက်များသွားမယ်ဆိုလို့ရှိရင် USD က bull ဖြစ်မယ်ရွှေက bear ဖြစ်သွားမယ်နည်းသွားရင် USD က bear ဖြစ်ပြီးရွှေက bull ဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ပြီးရင်8နာရီခွဲမှာ ISM non manufacturing price ဇူလိုင်လအတွက်ထွက်မယ်ပြီးရင်တလက်စာရေးမှာပဲ8ခွဲမှာပဲ ISM non manufacturing PMI ဇူလိုင်လအတွက်ထွက်မယ်ပေါ့နော်ဒီကဘာကိုတိုင်းတာလဲဆိုရင် S&P PMI ထက်တော့ market ကပိုပြီးအလေးထားတဲ့ US ဝန်ဆောင်မှုကဏ္ဍအဲ့မှာ PMI နဲ့ကုန်ကျစရိတ်ငွေကြေးဖောင်းပွားမှု price ညွှန်းကိန်းကိုသူကအဓိကတိုင်းတာတာအဲ့တော့ငွေကြေးဖောင်းပွားမှု PR ရှိမရှိကိုစောင့်ကြည့်ရတဲ့ data မျိုးစားပေါ့နော်အဲ့တော့ထွက်လာတဲ့ဒီသတင်းကเนาะ focus ထက်များသွားမလားတူနေမလားတူနေမယ်များသွားမယ်ဆိုရင် USD က bull ဖြစ်မယ်ရွှေက bear ဖြစ်မယ်အကယ်လို့နေဝိုင်းတော့ USD က bear ဖြစ်ပြီးရွှေက bull ဖြစ်မယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ဒါเนาะ9နာရီမှာထွက်မယ် Crude Wine Industry သတင်းဖြစ်တယ်ပေါ့နော်ဒီသတင်းကကြတော့အဓိကဘာကိုတိုင်းတာလဲဆိုတော့ US ကရေနံစိမ်းတူလောင်မှုအတိုးအလျှော့ပမာဏကိုတိုင်းတာပါအဲ့တော့ရေနံတူလောင်မှုလျော့နေမဲ့အလားအလာရှိတယ်လို့လက်ရှိ focus မှာတော့ပြထားရပေါ့နော်အဲ့တော့သူ့ရဲ့ impact ကတော့ရွှေသမားတွေထက်ဒီရေနံ trade တဲ့ trader တွေပြီးတော့ကတ်အတွဲ Canadian dollar ပေါ့နော်trade တဲ့ဒီ pearl trade တဲ့အတွဲတွေမှာပို့ပြီးတော့မှတက်ရောက်မှုရှိမယ်သူကပို့ပြီးတော့ပေါ့နော်အခုဒီ focus တက်ပို့နေသွားရင်သူကရေနံဈေးတက်နိုင်တယ်ပေါ့နော် focus တက်များဝိုင်းတော့ရေနံဈေးကျနိုင်တယ်အဲ့တော့ဒီညမှာဒီ high impact သတင်းတွေထွက်လာဖို့ရှိပါတယ်အဲ့တော့အခုမနက်မှာလဲရွှေဈေးကအကြီးကျယ်ဒါပြန်ပြီးတော့4160လောက်ကိုထိုးတက်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့ဆက်ပြီးညကြရင်လဲသတင်းတွေကိုစောင့်ကြည့်ရင်းနဲ့ဒါ stock လောက်လီထားပြီးတော့မှစနစ်တကျနဲ့ trade ကြပါအားလုံးပဲအမြတ်ရကြပါစေတက်တာပါဗျ